ထိုင်းနိုင်ငံ Top 1 Private University Asia Cheers Ranking 2016မှာဒါရရှိခဲ့တဲ့ Bangkok University အကြောင်းကိုပြောပြပေးသွားချင်ပါတယ်။ဆိုတော့ကိုတို့ဒီ Bangkok University ကကျတော့ International Student Program တွေအများကြီးရှိတယ်။ Bachelor Program, Master Program ဆိုတော့ဒီနေ့မှာတော့ကို3နှစ်နဲ့ပွဲရမယ် BBA Program ၄မျိုးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုကတော့အကိုလည်းသဘောကျတဲ့ Digital Marketing ပေါ့နော်။ Digital Marketing အနေနဲ့ကတော့အကိုတို့ဒီ SEO Consultant လုပ်ချင်တာ Analyst လုပ်ချင်တာနောက်ကို Digital Marketer အနေနဲ့ကိုယ့်ရဲ့ career ကိုရှောက်လန်းချင်တဲ့အကြောင်းသားလေးတွေဒါ2တင်လို့ပါတယ်။နောက်တစ်ခုကကျတော့ Finance and Investment ကိုတို့ Finance လို့ပြောလိုက်ရင်အများစုကတော့ဒါငွေကြေးပိုင်းကိုတော့ပြင်းပြကြတယ်အဲ့တော့ဒီ career အများစုကတော့ banking မှာလုပ်ချင်တဲ့လူတွေနောက်တစ်ခုကဒီ accounting နဲ့ finance ကိုမှတကယ် specialist သွားချင်တဲ့လူမျိုးတွေပြီးတော့ investment နဲ့ trading ဘက်ကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်ဒါအဆင်ပြေပါတယ်နောက်တစ်ခုကတော့အကိုတို့ဒီdata science for business ပေါ့နော်ကိုကဒီ data ဘက်ကိုလည်းစိတ်ဝင်စားတယ်နောက်ပြီးတော့စီးပွားရေးဘက်ကိုလည်း theory concept တွေနဲ့ချိတ်ဆက်ပြီးတော့ data mining လို့ဒီပတ်သက်တဲ့ဟာတွေပေါ့နော်ဒါလေ့လာခြင်းနဲ့ဆိုရင်တော့ဒါ data science for business ကအဆင်ပြေပါတယ်နောက်ဆုံးတစ်ခုအနေနဲ့အကိုတို့ international business management ဒီ major ကတော့အကိုတို့ရဲ့ဒီ management level ကိုမှဒီ internationally business concept တွေ theory တွေကိုလေ့လာပြီးတော့ဒီစီးပွားရေးလုပ်ငန်းတွေပေါ့နော်ဘယ်လိုမျိုးဒါ manage လုပ်မလဲထိန်းချုပ်မလဲလုပ်ကိုင်မလဲဆိုတဲ့ဟာတွေအတွက်တင်တော့ပါတယ်ဆိုတော့ career ဘိုင်းမှာအများစုကအကိုတို့ဒီ management level တွေသွားတယ် HR ဘိုင်းတွေသွားတယ်နောက်တစ်ခုကဒီ corporate level ဘိုင်းတွေမှာပြန်ပြီးတော့ဒါအလုပ်လုပ်ကြမျိုးတွေဒါတွေ့ရတယ်ကျွန်တော်တို့ရဆုံး education နဲ့ကြောက်ရှောက်မယ်ဆိုရင်တော့အကိုတို့ဘက်ကနေပြီးတော့ဒီ one way flight ticket equivalent fees ပေါ့နော်ပြန်ပြီးတော့3000ကိုဒါ cashback အနေနဲ့ပြန်ပေးပါတယ်